အားလုံးပဲမင်္ဂလာပါဆရာတော်ဒေါက်တာအိုဘားမားပါဘာမားနဲ့တမီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါနော်အဲ့တော့ဒီဆရာတို့တွက်မဲ့နော်ဒီ principal block တို့ဘာလို့တက်မဲ့ကလေးလေးတွေပေါ့နော်အဲ့ဒီကျောင်းသား beginner လေးတွေပေါ့ anatomy စတင်လေ့လာတဲ့ beginner လေးတွေအတွက်ဆရာတို့ Swamnogenesis တို့ Oogenesis တို့တနည်းအားဖြင့် male gamete တို့ female gamete တို့ဖြစ်ပေါ်လာပုံတွေကိုမျှဝေပေးခဲ့ပြီเนาะဂျားမှာတော့ဆရာသိမအားလို့မတင်ပြဘူးပေါ့နော် video တွေအခုကတော့အဲ့ဖြစ်ပေါ်လာတဲ့ male gamete နဲ့ female gamete တွေပေါင်းစည်းပြီးတော့ fertilization ဖြစ်တဲ့ဟာလေးကိုဒီနေ့မျှဝေပေးပါเนาะအဲ့တော့သူက fertilization ဆိုတာကတော့လွယ်လွယ်ပြောရင်တော့ male gamete spermatozoa နဲ့ female gamete เนาะ ovum ပေါ့အဲ့ဒါပေါင်းတာကို fertilization ခေါ်တာเนาะအင်္ဂလိပ်လိုဆိုရင် it is a process တစ်ခုပေါ့ male နဲ့ female gamete ကပေါင်းပြီးတော့အဲ့ male နဲ့ female gamete တွေအားလုံးကသူက haploid တွေရှိတာเนาะ23 haploid တွေရှိတာเนาะအဲ့ဒီ haploid တွေ male ကလည်း23 haploid female ကလည်း23 haploid ပေါင်းပြီးတော့သူက46 diploid ပြန်ဖြစ်သွားတယ်เนาะအဲ့တော့ human ရဲ့ normal chromosome number diploid ပြန်ဖြစ်လာတာအဲ့တော့သူရဲ့ definition မှာ is the process by which the male and female gamete fuse ဖြစ်သွားပြီးတော့ဒီလိုမျိုး diploid number ရှိတဲ့46 chromosome ရေအတွက်ပြည့်မီတဲ့ zygote လို့ခေါ်တဲ့เนาะ cell လေးတစ်ခုရလာတာအဲ့ဒါကို fertilization လို့ခေါ်တာเนาะဆိုတော့ဒီ fertilization ကဒါလူသားမျိုးနွယ်မှာတော့เนาะ fertilization ဖြစ်မှမျိုးဆက်တွေအဆင့်ဆင့်ဒါထားခဲ့လို့ရမှာပေါ့เนาะအဲ့တော့ဒီမျိုးဆက်ပြန်ပွားရေးအတွက်တော့ဒါအရေးကြီးတယ်ပေါ့ fertilization เนาะအဲ့တော့ fertilization သဘောတရားလေးကိုเนาะဒီ fertilization လူသားမျိုးဆက်ပြန်ပွားဖို့ fertilization အရေးကြီးတယ်ဒီ fertilization တွေလည်းဖြစ်နေတယ်လူသားတွေလည်းလောကမှာမွေးဖွားလာနေတယ်ဒါဆိုဒီ fertilization ကလွယ်တဲ့ process တစ်ခုလားအဲ့လိုမျိုးလေးပြန်ပြီးတော့ကိုယ့်ဘက်ကစဉ်းစားကြည့်ကြည့်ကြည့်ပေါ့နော်အဲ့လွယ်တဲ့ process တစ်ခုတော့မဟုတ်เนาะအဲ့တော့ဘာဖြစ်လို့ဆိုတော့အခုဒီမှာဆိုရင်ဆွဲထားတဲ့ပုံလေးမှာအကြမ်းမြင်ကြည့်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော် uterus ကိုဆွဲထားတာเนาะတအိမ်ကိုဆွဲထားတာပုံကတော့တိတ်ပြီးတော့လောဆယ်မှာမသိနိုင်သေးဘူးမရှင်းပြရင်သိမှာเนาะဒါကတော့ vagina လို့ခေါ်တယ်เนาะမိမရဲ့ညဘွားလမ်းကြောင်းပေါ့เนาะဒီနေရာကိုတော့ဆရာတို့ cervix တအိမ်ခေါင်းလို့ခေါ်တယ်เนาะ cervix တအိမ်ခေါင်းလို့ခေါ်တယ်เนาะ vagina ပြီးရင်တအိမ်ခေါင်းလားเนาะတအိမ်ခေါင်းတော့ပြန်ကျန်းလေးတစ်ခုပြီးရင်တော့ဒီပေါ်တော့ဆရာတို့က uterus လို့ခေါ်တယ်เนาะဒီ uterus မှာလည်းသူကအစိတ်ပိုင်းတွေရှိတယ်เนาะဒီနားမှာသူက isthmus လို့ခေါ်တဲ့အပိုင်းလေးတစ်ခုရှိတယ် isthmus ပေါ့เนาะအဲ့ဒါပြီးတော့လို့ရှိရင်ပေါ်မှာ uterus ရဲ့ body အပိုင်းရှိတယ်ဒါ uterus ရဲ့ body အပိုင်းရှိတယ်เนาะပေါ်ရောက်သွားလို့ရှိရင်တော့ uterus ရဲ့ fundus အပိုင်းရှိတယ်ဒါကြီးကြောင့်ဆရာတို့ uterus ရဲ့ fundus အပိုင်း fundus ဆိုတာကတော့ anatomy မှာဒီလိုခုံခုံလုံးလုံးကြီးဖြစ်နေရင်သူက fundus fundus လို့ပြောတယ်เนาะပြီး uterus ရဲ့စိတ်ပိုင်းတွေကတော့ဒါတွေပေါ့เนาะပြီးတော့ uterus မှာတော့ဒီဘက်ဘေးဟိုဘက်ဘေးဒီဘက်မှာလည်းရှိတယ်ဆရာဒီမှာဘာညာပါလိညာလေးဆွဲပြလို့ရအောင်ထားလို့မဆွဲတာเนาะဒါမျိုးပြင်မှာဒီဘက်မှာလည်းရှိတယ်เนาะ uterus ရဲ့ဒီဘက်ဘေးမှာသူက uterine tube ဆိုတဲ့ tube တစ်ခုရှိတယ်เนาะဆိုတော့အဲ့ tube က fertilization အတွက်အရေးကြီးတာเนาะအဲ့တော့အများစုကတော့သူက fertilization တွေဒီတအိမ်ကြီးကိုပြင်းမြင်တာပေါ့နော်အချို့လည်းသိတော့မသိပါဘူး fertilization ကဘယ်လိုဖြစ်သွားမှမသိဒါပေမဲ့ကလေးဆိုရင်တော့တို့ကဒီတအိမ်ကိုပြင်းမြင်တာပေါ့နော်တအိမ်ထဲမှာသားအိမ်ဆိုတော့အဲ့ဒီမှာသားရှိတယ်ပေါ့အဲ့လိုမြင်ကြတာနော် fertilization မှာလည်းဒီတအိမ်ကတော့သူကဒီလောက်ကြီးအရေးမပါဘူးနော်ဒီကျုပ်ကအရေးပါတယ်နော် uterus ရဲ့ဘေးမှာရှိတဲ့ကျုပ်အဲ့တော့အဲ့ကျုပ်ဖြစ်ဖို့လဲ uterus ကသူကသူ့ရဲ့ဂျိုတောင်လေးတွေပေါ့ဆရာအဲ့ဒါပြချင်လို့ဒီမှာဆွဲထားတာဒီ horn လေးတွေသူကပေး horn ဆိုတာဒီဂျိုတောင်ပိုင်းလေးပေါ့နော်ဒီဘက်ကနေဆွဲပြတာတော့တိတ်မကောင်းဘူးဒီနားကနေပြီးတော့ပြောရင်တော့ဒါဒီ horn uterus ရဲ့ဒီလိုလေးပြတာဆိုတော့ horn အပိုင်းလေးလို့ခေါ်တယ်ဂျိုလိုအပိုင်းလေးပေါ့နော်အဲဂျိုလိုအပိုင်းလေးကနေပြီးတော့ uterine tube ကချိတ်နော်အဲ့တော့တကယ် fertilization ကသူကဒီ uterine tube ထဲမှာဖြစ်တာနော် fertilization ရဲ့တကယ်ဟိုပါပေါ့နော်တိတိကျကျနေရ uterine tube ထဲမှာဖြစ်တာပြီးတော့အဲ့ဒီထက်တိကျတာရှိသေးတယ်အဲ့တော့ဒီအားတော့ဆရာတို့ ovary လေးတစ်ခုကိုဆွဲပြတာပေါ့ ovary အားဆိုတော့ဆရာတို့ ovulation ဖြစ်တဲ့ ovary ပေါ့နော်အဲ့တော့ ovary လေးတစ်ခုဆွဲပြလိုက်ရဆိုတော့ဆရာတို့ဒီမှာ ovulation ဖြစ်ထားတဲ့အနေအထားလေးပဲဆွဲထားလိုက်တော့เนาะ ovulation ဖြစ်ထားတဲ့အနေအထားလေးဆိုတော့ corpus ကျန်ခဲ့တဲ့အနေအထားလေးပေါ့ဒါကတော့ corpus ပေါ့เนาะ corpus luteum ကျန်ခဲ့တဲ့အနေအထားလေးပေါ့အဲ့လိုလေးပဲဆွဲထားလိုက်ဆွဲထားလိုက်ပြီးတော့ ovum ကိုတော့ဆရာတို့ကဒါဒီကနေ expel လုပ်ပြီးတော့ထုတ်လိုက်ပြီဆိုတဲ့သဘောလေးပေါ့เนาะအဲ့လိုလေးဆွဲလိုက်အဲ့တော့ ovum ကိုတော့ expel လုပ်ပြီးထုတ်လိုက်ပြီဆိုတော့ ovum ကသူကဒီ abdominal cavity ပေါ့ကိုနေ့ကလည်းပြောပြီးသွား bite ထဲပေါ့เนาะ bite ထဲကိုသူက plum ဆိုပြီးတော့ထွက်ကြပါเนาะဒီလိုထွက်ကြပါအဲ့တော့အဲ့ဒါကိုဆရာတို့ကเนาะဒီမှာဒီ ovum ထွက်ကြသွားတဲ့ပုံစံလေးပေါ့เนาะ ovum ထွက်ကြတဲ့အနေအထားလေးပေါ့ ovum ထွက်ကြသွားတဲ့ပုံစံလေးကိုစိတ်ကူးရင်ပြီးတော့ဆွဲကြည့်မယ်ဆိုရင်ဒါ ovum ပေါ့ ovum ရဲ့ဘေးမှာဆရာတို့zeppi ကုတ်လို့ခေါ်တဲ့ zona pellucida ကုတ်ရှိပါเนาะ zeppi ကုတ်လို့ခေါ်တဲ့ zona pellucida ကုတ်ရှိပါเนาะ
Selfie ကုန်းလို့ခေါ်တဲ့ zona pellucida ကုန်းရှိတယ်ပြီးရင်သူကဘေးမှာနော် corona radiator cell တွေပေါ့နော်ဒီလိုသူတွေကရန်သူနဲ့တူတူပါလာတဲ့ corona radiator cell လို့ခေါ်တဲ့ cell တွေပါနော်ဆိုတော့ဒီ cell တွေကတော့တကယ်တော့မင်းတို့သိပြီးသားပါ granulosa cell နေပြီးတော့ဒါနော်ဖြစ်ပေါ်လာတာပေါ့granulosa cell တွေက open ဘေးမှာ open မကျွေခင်မှာဝိုင်းရံလိုက်တဲ့အချိန်မှာသူက corona radiator cell လို့ခေါ်တယ်အဲ့တော့ဘာလို့ခေါ်လဲဆိုတော့ဒီ corona radiator ဆိုတာကတော့သူက corona ဆိုတာနေကိုခေါ်တာလေနော်အဲ့တော့နေကနေပြီးတော့ရောင်ကြီးတွေဖြာထွက်တယ်လို့ပေါ့နော်သူတင်သားတာပေါ့ဒါကတော့သူတို့နော်နေကနေပြီးတော့ရောင်ကြီးတွေဖြာထွက်တယ်လို့ဒီ cell တွေကလည်းပဲဒီ ovary ကနေပွင့်ထွက်လာပြီးလို့ရှိရင်သူတို့ကဒီ abdominal cavity ပေါ့ abdominal cavity တွေကိုရောက်တဲ့အချိန်မှာသူတို့ကလည်းဒီလိုဖွာထွက်သွားတယ်လို့ဖွာထွက်ပြီးတော့ပြုတ်ထွက်တဲ့ကောင်ကလည်းပြုတ်သွားတယ်ပေါ့နော်ဒီလိုနေကနေပြီးတော့ကျတော့လင်းမုံတွေလွင့်ထွက်လာတယ်လို့ပေါ့အဲ့ဒါကိုသူတို့တင်သားပြီးတော့ဒါ corona radiator အဲ့လိုခေါ်နော်အဲ့တော့ဖွာထွက်တဲ့ကောင်နဲ့ဖွာထွက်သွားနေဝင်းကြီးလို့ပေါ့အဲ့လိုမျိုးဖြစ်သွားတာနော်အဲ့တော့ဒီ radiator ဆိုတော့ဖြာထွက်ပြီးတချို့လည်းပြုတ်သွားနော်ပြုတ်သွားဒါတွေကပြုတ်သွားဖြာဖွာထွက်ပြီးတော့ပြုတ်ထွက်သွားဘေးမှာတော့သူကတပိုင်းတော့ဒီလိုရန်ရွှေတော့တပိုင်းပေါ့ရန်ရွှေဆိုတာဆရာတင်လာတာပါဒီအရန်ပေါ့အရန်အနေနဲ့ပါအဲ့ဒါကိုဆရာတို့ corona radiator cell တွေပေါ့နော်ပြီးတော့ဒီလို ovulation ဖြစ်တဲ့အချိန်မှာဒီ female oocyte ကအားလုံးသိတဲ့အတိုင်းပဲเนาะဒီထဲမှာသူက second meiotic division ရဲ့เนาะ metaphase ကိုရောက်ပေါ့เนาะ second meiotic division ရဲ့ metaphase ကိုရောက်မယ်ဆိုတော့ဘောက nucleus ကိုအသေးစိတ်ဆွဲမယ်ဆိုလို့ရှိရင်ပေါ့เนาะmetaphase nucleus ပေါ့ metaphase ဆိုတာကတော့အားလုံးလဲကြားဘူးသိဘူးနေတာပါเนาะဒီလိုလေးတွေ spindle လေးတွေဖြစ်နေတဲ့အနေထားမှာဒီ spindle လေးတွေကဟိုဘက်ဒီဘက်ဆွဲနေတာပေါ့เนาะ chromosome တွေလေဒါပြီးရင်ဆရာနည်းနည်းအသေးစိတ်ဆွဲရမယ်တော့ဆိုတော့ခဏကြည့်ရအောင်เนาะအဲ့လိုအနေထားမှာအဲ့လို nucleus ရဲ့ဒီเนาะအနေထားပေါ့အဲ့လို metaphase ရဲ့เนาะ second meiotic division metaphase အနေထားနဲ့ဒါသူကတာဦးကျွေလာတာเนาะအဲ့တော့ဒီတာဦးကျွေလာတာဟိုနေ့ကလည်းပြောပြီးပြီဆိုတော့ genesis မှာဒါ abdominal cavity တွေကိုကျွေတာပေါ့เนาะအဲ့တော့ abdominal cavity ကကျွေရပြီးတော့ဒီတာဦးကဒါ female gamete เนาะ female gamete အဲ့တော့ male gamete ကတော့ဒါအားလုံးသိတဲ့အတိုင်းပဲ spermatozoa လို့ခေါ်တာเนาะ spermatozoa ကတော့သူကဒီ vagina ထဲကိုရောက်တာ copulation လို့ခေါ်တဲ့တံဝါသဖြစ်စဉ်ပေါ့တံဝါသဖြစ်စဉ်ပဲဒီလိုပြောအောင်เนาะယောက်ျားနဲ့မိန်းမဒီတံဝါသပြုတဲ့ဖြစ်စဉ်ပေါ့အဲ့ဒီဖြစ်စဉ်မှာအလွန်အလွန်ဆုံးရောက်နိုင်ပေါ့ spermatozoa တွေကအလွန်အလွန်ဆုံးဆိုတာဒါ maximum ပေါ့เนาะဒီ vagina ထဲကိုပဲသူကရောက်ဒီ cervix တို့ uterine cavity တို့ဘာလို့လဲဟိုမဟုတ်เนาะအဲ့တော့ဒီ spermatozoa လေးတွေဒီ vagina ထဲကိုရောက်လာတဲ့အခါကျတော့အနေထားပေါ့เนาะအဲ့ spermatozoa တွေကတော့ဒါ spermatogenesis မှာလည်းတင်ပြီးသားဆိုတော့သိပါတယ်เนาะသူတို့ဒီ spermatogenesis ဖြစ်စဉ်မှာတော့ဆရာဗီဒီယိုတွေမှာတော့အဲ့ဒီ morphological changes တွေတော့ပါတဲ့ဟာတော့ဆရာမတင်လိုက်ရဘူးပေါ့နော်ဒါပေမဲ့ဒီ spermatozoa လေးတွေကလည်းတံဝါသပြုတဲ့ဖြစ်စဉ်မှာဒီ female vagina တွေကိုနော်သူတို့ရောက်လာတာက1 ml of semen ဆိုတာတုပ်ရည်ပေါ့1 ml of semen မှာသူတို့တန်း100လောက်ပါပြီးတော့ရောက်လာဆိုကြဒီမှာ spermatozoa လေးတစ်ကောင်ဆွဲလို့လေဆရာလည်းဟိုဗီဒီယိုတွေမှာဒီ morphological ဟာအထက်မပြောထားဘူးဆိုတော့အကြောင်းသားလိုက်ပြီးတော့ဒီလေ့လာနေတဲ့အကြောင်းသားတွေနဲ့လည်းမျက်စိနောက်သွားမှာဆိုတော့နော်ဆိုတော့ဒီလို spermatozoa လေးတွေကဒီ vagina ထဲကိုသူတို့ကတစ်ကြိမ်တံဝါသပြုတယ်သို့မဟုတ်လည်းမေးရတစ်ကြိမ် ejaculate လုပ်တယ်ပေါ့ယောက်ျားပေါ့နော်ယောက်ျားပေါ့တစ်ကြိမ် ejaculate လုပ်တယ် ejaculate ဆိုတော့တုပ်ရည်လွတ်ထုတ်တဲ့အချိန်မှာသူက semen 1 ml လို့နော်တချို့နားကြလွဲမှာဆိုလို့ပြောတာ semen 1 ml ဆိုတော့မင်းတို့12တန်းတွေပါပြီးလာ grade 12တွေပြီးလာမင်းတို့ပမာဏကိုမှန်းတတ်ပါနော် semen 1 ml မှာသူကတန်း100ပါတယ်အဲ့တော့တစ်ကြိမ်တံဝါသပြုလို့ ejaculate လုပ်ရင်သူက semen က usually maximum 3 ml လောက်ထိပေါ့ maximum လို့ပြောတာတဲ့ဆိုင်အကြမ်းပြင်းပြောတယ်လို့ပြောမှာနော်2 to 3 ml လောက်ထိထုတ်နိုင်အဲ့လိုထုတ်လိုက်လို့ရှိရင်ဒီလိုအကောင်လေးတွေက maximum လောက်တန်း300လောက်အထိဒီထဲမှာပါလာနိုင်နော်ဟဲ့လားအဲ့တော့တန်း300လောက် span နေဒီထဲကို vagina ထဲကိုရောက်နော်အဲ့လိုပြောချင်တယ်အဲ့တော့တချို့လဲနည်းနည်းအံ့ဩသွားတာပေါ့ဟာဒုက္ခပဲဒီမှာပါတယ်ဒါကြွေတာတစ်လုံးနဲ့ပေါ့ဟုတ်တယ်ခင်ဗျာအခုဒီမှာတကောင်ဆွဲတာဒါတကောင်တည်းမဟုတ်ဘူးပေါ့တကောင်တည်းမဟုတ်ဟောတန်း300ဒီထဲကိုရောက်ဟုတ်တယ်တန်း300ဒီထဲကိုရောက်ဟောခင်ဗျားလည်းဗျာများလိုက်တာဆိုတော့ဟုတ်တယ်အဲ့လိုပဲတန်း300ရောက်နော်အဲ့တော့တန်း300ရောက်တော့ဒီ vagina ထဲမှာအဲ့ဒီတန်း300လုံးတော့ဆွဲမပြနိုင်ဘူးလေအဲ့တော့ဒီထဲကကိုသားပြုတ်ပြီးတော့တကောင်ဆွဲပြဒါပေမဲ့ဒီတန်း300တွေကဒီဟိုဘန်ကိုသွားပြီးတော့ဖောက်တဲ့အချိန်ကြောက်လာအဲ့တကောင်ကပဲသွားဖောက်အဲ့
အဲ့တော့တချို့ကပြောတယ်ခင်ဗျာတန်း300ဆိုတာနဲတာမဟုတ်ဘူးနော်တန်း300နေကခင်ဗျာတကောင်ပဲသွားဖောက်မယ်ဆိုတော့ဘာကြီးလုံးဆိုတော့ဟုတ်တယ်အဲ့လိုပဲဒီလမ်းမှာအကုန်ဆုံးရှုံးသွားတာနော်ဒီ over now ကိုရောက်ရင်ရာကနန်းလောက်ပဲကျန်တော့ဒီ over မှာလည်းအခုဒီမှာပဲရှိသေးတာအခု vitalize ပြစ်ဖို့နေထားဆိုတာအခုကညှော်လဲလို့မရသေးဘူးနော်ဒီ over now ကိုရောက်လို့ရှိရင်တို့ကရာကနန်းလောက်ပဲကျန်တော့တကယ်တော့ဝင်ဖောက်ရင်10ကနန်းလောက်ကပဲသူ့နောက်ချင်းကတ်တကယ်ဖောက်လိုက်ရင်တော့တကောင်ပဲဖောက်လို့ရဟောအဲ့လိုကြီးလားဆိုတော့ဟုတ်တယ်အဲ့လိုနော်အဲ့ဒါနည်းနည်းသိရအဲ့တော့အဲ့ဒါကတော့ဟို spermatogenesis ဖြစ်စဉ်မှာပြောပြလိုက်ရတဲ့အတွက်ဒီတန်း300ကိစ္စကိုတော့ပြောတာနော်ဒီထဲကို300 million ရောက်နော်မကြိုင်တာတော့ by ejaculate လုပ်လိုက်တဲ့အချိန်ပေါ့နော်အဲ့တော့300 million sperm ရဲ့ပုံစံကိုနည်းနည်းဆရာတို့အဲ့တုန်းကလည်းဆရာတို့ morphological changes မှာအဲ့ပုံစံလေးတွေလည်းနည်းနည်းနော်မပြောလိုက်အောင်လောလောဆယ်ကတော့ sperm ရဲ့ပုံစံဆိုအကြမ်းများတော့စီကြောင်းသားတော်တော်များများကတော့ဒါသိပြီးသားပါနော် sperm ဆိုတာဒီလိုလေးတေးလေးတစ်ခုပါတယ်ပြီးတော့ဒီ head လေးတွေရဲ့ပြီးတော့ neck လေးတွေအဲ့လိုပါတယ်ပေါ့နော်ဒါလည်းပြောမယ်ဆိုလို့ရှိရင်ဆရာတို့ကဒါ head region လေးလို့ခေါ်တာပေါ့နော်ဒါ head region လေးလို့ခေါ်တယ်ဒါလေးကြတော့ဆရာတို့ neck region လေးလို့ခေါ်တယ်ပြီးတော့ဒါလေးကြတော့ဆရာတို့ tail region လေးလို့ခေါ်တယ်အတူပဲရေးလိုက်ပါနော် head ရဲ့ neck ရဲ့ tail လေးပေါ့နော်ပြီးတော့ဒီ head region မှာသူကဘာလဲဆိုတော့ဒါဒီသူ့ရဲ့ nucleus ကပေါ့နော်ဒီနေရာမှာတော့ condense ဖြစ်နော်ဒီနေရာမှာ condense ဖြစ်ပြီးတော့ cytoplasm နဲတယ်နော် cytoplasm နဲတယ် nucleus က condense ဖြစ်ပြီးတော့အဲ့လိုထိပ်ကလေးမှာပါပြီးတော့သူကဒီ spermatozoa ဒီ testis ထဲမှာဖြစ်လာပြီးဒါ testis ပေါ့နော် testis ထဲမှာဖြစ်လာပြီးရင် testis နဲ့ချိတ်ဆက်နေတဲ့ epididymis လို့ခေါ်တဲ့ပြွန်နော်လိန်တော့ခွေကောက်နေတဲ့ပြွန်တစ်ခုရှိသေးတယ်သဘောတရားလေးဆွဲလိုက်တာပေါ့အသေးစိတ်တော့မဟုတ်ဘူးဒီ epididymis လို့ခေါ်တဲ့ testis နဲ့ချိတ်နေတဲ့လိန်တော့ခွေကောက်နေတဲ့ပြွန်တစ်ခုရှိသေးတယ်နော်ဆိုတော့အဲ့ဒီ epididymis ထဲမှာဒီ sperm တွေက maturation ဖြစ်တာနော်သူက store လုပ်တယ်နော် store လုပ်တယ်ဒီထဲမှာ testis ထဲမှာတော့ဖြစ်တယ်မှန်တယ်testis ရဲ့ seminiferous tubule တွေထဲမှာဖြစ်တယ်မှန်တယ်ဒါတော့သေးသေးဆိုတော့အကျဉ်းချင်းပဲပြောလိုက်နော် seminiferous tubule တွေထဲမှာဖြစ်တယ်ပြီးလို့ရှိရင်ဒီ epididymis ထဲမှာနော် epididymis ထဲမှာတို့ကနော်အခုနောက်ပိုင်းကလည်း MIS လို့ရေးပါနော် epididymis ထဲမှာတို့ကဒါ store လုပ်ပြီးတော့အဲ့ဒီမှာတို့က store လုပ်ခံပြီးတော့အဲ့ဒီမှာ mature ဖြစ်တယ်နော်အဲ့လို mature ဖြစ်တဲ့အချိန်မှာဒီ epididymis ထဲမှာတို့ဘာလုပ်ခံရလဲဆိုတော့တို့ကဘာမှလို့လည်းပြောရအောင်တို့ရဲ့ဒီ head ရဲ့ထိပ်ပိုင်းဒါတို့ရဲ့ head ဆိုတော့တို့ရဲ့ခေါင်းပိုင်းရဲ့ထိပ်ပိုင်းမှာတို့အုတ်ထုတ်အဆောင်ခံနော်နည်းနည်းတော့ရေးစရာဖြစ်တယ်အုတ်ထုတ်အဆောင်ခံအဲ့ဒီအုတ်ထုတ်ကဘာလဲဆိုတော့ glycoprotein coat နော် glycoprotein coat အဲ့ glycoprotein coat ကလေးကို epididymal glycoprotein coat လို့ခေါ်တာနော်ဒီမှာကတော့စာရီမှာကတော့အဲ့လိုအကျန်းပြင်းဟိုပါပေါ့နော်ဟိုပဲရေးကြနော်ဒီသူ့မှာဒီဟာလေးပါလာတယ် cap ကလေးပါလာတယ်ဆိုပြီးတော့အဲ့လိုမျိုးအကျန်းပြင်းမဲ့ရေးကြဒါမှတကယ်တမ်းသိဖို့ကအဲ့ဒါက epididymal seminal glycoprotein coat လို့ခေါ်တယ်နော်အဲ့ glycoprotein coat လေးကအလကားစောင်းပြီးလိုက်တာမဟုတ်ဘူးတို့ရဲ့ maturation ဖြစ်စဉ်မှာတို့မလိုအပ်ဘဲနဲ့မလိုအပ်တဲ့အချိန်တွေမှာတို့ activate မဖြစ်အောင်ဆိုပြီးတော့တို့ဒီအုတ်ထုတ်ကလေးစောင်းပြီးလိုက်တာအဲ့တော့ဒီတန်း300လုံးကအဲ့လိုအုတ်ထုတ်ကလေးစောင်းလေးရဲ့ဒီဗဂျိုင်နာတွေကိုရောက်သဘောကတို့ကဗဂျိုင်နာတွေကိုရောက်ရုံနဲ့တို့ active ဖြစ်လို့မရသေးဘူးဗဂျိုင်နာထဲမှာတို့ဒီ fertilize လုပ်စရာဟိုဘကမရှိသေးဘူးအဲ့တော့တို့အနေနဲ့ကဒီချိန်မှာ activate ဖြစ်စရာမလိုသေးဘူးတို့ activate ဖြစ်စဉ်ကနော်ဒီဟိုဘနဲ့တွေ့မှဖြစ်ရမှာအဲ့ဒီတော့ကြောင့်မလိုတဲ့နေရာမှာ activate မဖြစ်ရအောင်ဆိုပြီးတို့ကို cap တစ်ခုနဲ့အုပ်ပေးလိုက်တာအဲ့ဒါ epididymis ထဲမှာဒီဖြစ်စဉ် cap အုပ်တဲ့ဖြစ်စဉ်ရဖြစ်တယ်အဲ့တော့အဲ့ဒါကို epididymal seminal glycoprotein coat ရရှိတယ်လို့ခေါ်တယ်နော်နောက်တစ်ခုကဒီ sperm တွေကိုအသေးစိတ်ဆွဲလိုက်ရင်ဒီ sperm ရဲ့ head region ပေါ့နော်အဲ့ဒါလည်းအရင်က spermatogenesis မှာဒီ day high ဖြစ်လို့ဆရာတို့ထားခဲ့တာရှိတယ်နော်ဒီ sperm ရဲ့ head region မှာသူက nucleus ပေါ့ဒါဒီ sperm ကောင်ကဒီမှာချက်လိုက်တာနော်nucleus က condense ဖြစ်နေမှန်တယ်နော်အဲ့တော့ဒီ sperm ကောင်ရဲ့ပုံစံလေးဘယ်လိုအသေးစိတ်လဲဆိုတော့ကျွန်တော် next video မှာထပ်ပြောမယ်အခုလက်ရှိကတော့ minute ပြည့်လို့နော် next video ဘက်မှာဒီရဲ့အသေးစိတ်ကလေးကိုထပ်ပြော